စာလုံးတွေမှာရအခုလိုပုံစံမျိုးနဲ့လုပ်လို့ရတာပြဘယ်လိုမျိုးလုပ်ရလဲ bro okay ကျွန်တော်စလုံးကိုပေါ့နော် speed motion ပုံစံမျိုးနဲ့ bro မေးထားတဲ့အတိုင်းကိုပဲကျွန်တော်ဒီနေ့ဗီဒီယိုမှာလုပ်ပြပေးသွားမယ်ပေါ့နော်ကဲကျွန်တော်တို့သွားလိုက်ရအောင် let's go အယုံဆုံးအနေနဲ့ကျွန်တော်ဒီမှာ render ဆိုတဲ့စာလေးထည့်ထားတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီ render ဆိုတဲ့စာလုံးကို selection ပေးပြီးတော့ right click ထောက် convert to smart object ဖြစ်ပြောင်းလိုက်ပါနောက်တစ်ဆင့်မှာတော့ကျွန်တော်တို့ filter ကိုသွားမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာ style လိုက်ပေါ့နော်ပြီးလို့ရှိရင်တော့အဲ့ category တန်းမှာ win ဆိုတဲ့အကောင်လေးကိုရွေးချယ်ပေးလိုက်ပါ okay လူမျိုးလေးကြာလာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာမှတ်တက်မှာ option 3ခုရှိရပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ဒီမှာကိုဘယ်လိုပုံစံမျိုးလေးထားခြင်းလဲဆိုတော့ကောက်ကိုရေးချယ်ပေါ့နော်ကျွန်တော်ကတော့ဝင်မဲ့ထားလိုက်မယ်ပေါ့နော်ဟုတ်ပြီကျွန်တော် direction မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ညာဘက်လားဘဲဘက်လားဆိုပြီးတော့ right left တစ်ခုရှိရကျွန်တော်ကတော့ညာဘက် right ပဲထားလိုက်မယ်ပြီးတော့ okay နဲ့လိုက်ပါပဲပထမတစ်ခေါက်မှာကျွန်တော်တို့ဒီမှာပေါ့နော်ဒီလိုမျိုးလေးစာရလာပြီအဲ့ဒါကိုပဲကျွန်တော်တို့ဒီမှာနောက်ထပ်3ခေါက်လောက်ထပ်လုပ်သွားမယ်ပေါ့နော်ဒီ effect ကိုပဲ3ခေါက်လောက်ထပ်သုံးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ fader ကိုပဲဆက်သွားမယ်ကဲနောက်တစ်ခေါက်မှာကျွန်တော်တို့အနေနဲ့ဒီ style light ကိုတွားပြီးတော့ win ဒီဟောင်းထပ်ပြီးတော့နောက်တစ်ချိန်ထပ်သွားကြမှာမလို့တော့ဘူးကျွန်တော်ပထမသုံးထားတဲ့ effect ကနေပြီးတော့ကျွန်တော်ဒီမှာ win ဆိုတဲ့ကောင်လေးက auto pon နေဖြစ်တဲ့ကြောင့်ဒီကောင်ကိုကလစ်တစ်ချက်ပေးလိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ခုနကပထမပုံစံတိုင်းကိုပဲ okay နှိပ်မယ်ကဲနေလိုက်တက်လာပြီကဲနောက်တစ်ခေါက်ထပ်သွားမယ် win okay ကဲကျွန်တော်နောက်ဆုံးတစ်ခေါက်ထပ်သွားမယ် win okay ကျွန်တော်မှာတီးတတာပေါ့နော် speed ရပေါ့နော်တော်တော်များသွားပြီပေါ့ဟုတ်ပြီကျွန်တော်လိုတိုးပို့ short နေငယ်လေးပေါ့နော်ကျွန်တော်ဒီမှာ convert to smart object လောက်ထားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော် adjustment ပြန်လို့ရတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီကိုတွားပြီးတော့နှစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ offset ကို45လောက်ဆိုကျွန်တော်အတွက်အဆင်ပြေတယ်ပေါ့နော် okay ပြီးတော့ကျွန်တော်အနေနဲ့ထပ်လုပ်ချင်တာလေးရှိရပေါ့အဲ့ဒါတော့ filter အားလုံးသိကြတဲ့ဟာပေါ့နော် Gaussian blur လေးကျွန်တော်နည်းငယ်သုံးပေးလိုက်မယ် 1.0 လောက်ဆိုအဆင်ပြေပြီ okay ပေါ့ကဲဒီလိုမျိုးလေးနောက်ဆုံးမှာတော့ရပ်သွားရည်ပဲဖြစ်ပါတယ်ကဲဒီနေ့ tutorial video လေးကတော့ဒီလောက်ပါပဲကျွန်တော်လုပ်ပြသွားတဲ့ထဲမှာအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အဆုံးထိကြည့်ပြီးတော့ကျေးဇူးပါနောက်နေ့ video များမှာပြန်လည်တွေ့ဆုံကြပါမယ်